2026ကမ္ဘာဖလားကိုဒီမှာလွဲချော်သွားမှာလား အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးသွားမယ် TV ရဲ့ခေါင်းစဉ်ကတော့2026ကမ္ဘာဖလားကိုဒီမှာလွဲချော်သွားတော့မှာလားဆိုတာပဲဖြစ်ပါတယ်ဘရာဇီးပရိသတ်တွေစိုးရိမ်နေကြတဲ့ညီမရဲ့ဒဏ်ရာအခြေအနေပေါ်စန်တိုအသင်းကတရားဝင်ထုတ်ပြန်ချက်နဲ့ထောက်ပြလိုက်ပါတယ်စန်တိုအသင်းရဲ့အဆိုအရညီမရဲ့ဆေးဆဲချင်းလက်တွေအားလုံးကိုဘရာဇီးဘောလုံးဖွဲ့ချုပ် CBF ထံပွင့်လင်းမြင်သာစွာပို့ပေးထားပြီးဖြစ်ကြောင်းသူတို့ကဆိုပါတယ်ဒါပြင်ညီမဟာလာမယ့်ရက်ပိုင်းအတွင်းမှာလေ့ကျင့်ရေးကွင်းကိုပြန်လည်ဝင်ရောက်နိုင်မယ်လို့တည်ပြုထားပါတယ်ခင်ဗျာဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကတော့ညီမဟာပြီးခဲ့တဲ့တစ်ပတ်ကဒဏ်ရာနဲ့နားယူသွားပြီးအခုချိန်နေထိလေ့ကျင့်ရေးကွင်းတွေကိုလာမြောက်နိုင်သေးတဲ့အချက်ပါပဲစန်တိုဆေးဖွဲကတော့ညီမရဲ့ပြန်လည်သက်သာနိုင်စွမ်းကိုယုံကြည်မှုအပြည့်ရှိနေပြီး2026ကမ္ဘာဖလားမှာဘရာဇီးတင်းအတွက်ပါဝင်ကစားနိုင်မယ်လို့မျှော်လင့်နေပါတယ်ဒါပေမဲ့လက်ရှိချိန်ထိတော့ဒီမားရဲ့ကမ္ဘာဖလားခီးစဉ်ဟာမတိချသေးတဲ့မိကွန်းတစ်ခုဖြစ်ဆက်လက်ရှိနေသေးပါပဲခင်ဗျားတို့ရောဒီမာ2026ကမ္ဘာဖလားမှာပြန်လာနိုင်မလားဆိုတာကိုဆွေးနွေးပေးသွားကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်